အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ခေါင်းစဉ်မှာပါတဲ့အတိုင်းဆုံးဖြတ်ချက်တွေလွယ်မချမိစေဘူးဆိုတဲ့ဘဝနဲ့ပတ်သက်တဲ့အရေးပါတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့တွေဟာမနက်မိုးလင်းလို့မျက်လုံးနှလုံးပွင့်တဲ့အချိန်ကနေညဘက်အိယာဝင်ချိန်ထီတောင်မှဆုံးဖြတ်ချက်အကြီးအသေးမှန်သမျှနဲ့နေ့စဉ်တူဝကြုံဆုံရပါတယ်အရေးကြီးတဲ့ကြီးမားမားဆုံးဖြတ်ချက်တွေချရတဲ့အချိန်ရှိသလိုတင်းငယ်တဲ့ဆုံးဖြတ်ချက်တွေချရတဲ့အခိုက်အတန့်တွေလည်းရှိပါတယ်ဒါပေမဲ့တခါတလေမှာကျမတို့တွေဟာအရန်ကြီးမစင်စားတော့ဘဲနဲ့ကိစ္စမရှိတော့ပါဘူးနောက်မှအဆင်ပြေသလိုပေါ့ဆိုပြီးတော့ဆုံးဖြတ်ချက်တွေလွယ်ကူကူပဲချမိတတ်ကြပါတယ်အဲ့ဒီဆုံးဖြတ်ချက်လေးတွေကတင်းငယ်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ပါစေအောင်တော့အခက်မတင်ခဲ့ရင်ကျမတို့ဘဝရဲ့တလန်တွေကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေကိုအနေနဲ့အများတော့အထီးခိုက်ဖြစ်သွားစေနိုင်ပါတယ်ဥပမာမိတ်ဆွေကအလုပ်တစ်ခုကန်လန်းခံရတယ်ဆိုပါစို့အဲ့ဒီအလုပ်လေးကအဆင်ပြေပုံလဲရတယ်လစာလဲကောင်းတယ်ကိုနေတဲ့အိမ်နဲ့လဲနီးတယ်ဆိုတော့ချက်ချင်းပဲလုံနိုင်ပါတယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီအလုပ်ကဘယ်နှနာရီဆင်းရမှာလဲအလုပ်ရဲ့သဘောတဘာဝကဘယ်လိုတွေရှိလဲပြီးတော့ဒီအလုပ်ကကိုဘဝနေထိုင်မှုပုံစံနဲ့ကိုက်ညီမှုရှိရလားရေရှည်မှာကောအဆင်ပြေလောက်လားဒါတွေကိုထည့်ပြီးမစင်စားမိဘူးနောက်ပိုင်းမှာဒီအလုပ်ကတင့်ကိုပြင်ပန်းစေတယ်စိတ်ဖိစီးမှုတွေပေးတယ်ကိုယ့်အတွက်ကိုအချိန်မပေးနိုင်ုံနဲ့မဟုတ်ဘဲနဲ့မိသားစုအတွက်ပါအချိန်မပေးနိုင်မှုဆိုတာကိုသိလာရတယ်ဒီတော့မှအမြန်ချမိလိုက်တဲ့အဲ့ဒီဆုံးဖြတ်ချက်လေးဟာကိုယ့်ရဲ့ကျန်းမာရေးမိသားစုဆက်ဆံရေးနဲ့ကိုယ်စိတ်ချမ်းသာမှုတွေကိုပါထိခိုက်သွားစေမိပြီဆိုတာကိုနောက်ကျမှသိလိုက်ရတယ်နောက်ထပ်ဥပမာလေးတစ်ခုပြောပြချင်ပါတယ်မမီရဲ့တငယ်ချင်းတစ်ယောက်ကအရေးပေါ်ငွေလိုလို့ဆိုပြီးတော့ငွေအများကြီးချေဖို့အတွက်အကူအညီလာတောင်းနေဆိုပါစို့ကိုယ်တိုင်ကလည်းကူညီချင်တယ်ဒါနဲ့ပဲချက်ချင်းသဘောတူလိုက်တယ်ကိုယ့်ရဲ့ငွေကြေးအခြေအနေကိုအဲ့ဒီတခဏမှာမစင်စားမိလိုက်ဘူးလအနေငယ်ကြတော့ဒီရာကကိုယ့်အတွက်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတစ်ခုလိုဖြစ်လာစေခဲ့ပါတယ်ကိုကလည်းကိုယ့်ရဲ့ personal problem ကြောင့်ငွေရေးပေါ်လိုအပ်နေတယ်ဒါပေမဲ့တငယ်ချင်းကလည်းပြန်မဆက်နိုင်သေးတဲ့အနေအထားမျိုးမှာရှိနေတယ်ဆိုရင်တင်ကိုယ်တိုင်လည်းစိတ်ညစ်ရမယ်စိတ်ပြည့်ရမယ်ပြီးတော့နောင်တရမိနေလိမ့်မယ်မြန်ဆန်ဆန်ချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုဟာကိုဘဝတွေကိုမလိုအပ်တဲ့စိတ်ဖိစီးမှုတွေတိတ်တဆိတ်ခေါ်ဆောင်လာနိုင်နေဆိုတာကိုဒီအကြောင်းအရာလေးတွေကိုအခြေခံပြီးတော့ပြောပြချင်တာပါဒါကြောင့်ဘလို့ဆုံးဖြတ်ချက်မဆိုချတော့မယ်ဆိုရင်အဲ့ဒီဆုံးဖြတ်ချက်တစ်ခုမချခင်မှာခဏလေးအချိန်ပေးပါပြီးတော့တင့်ကိုယ်တင်ဒီမေခွန်း၃ခုပြန်မေးကြည့်ပါဒီဆုံးဖြတ်ချက်ချလိုက်လို့ကောင်းကျိုးတွေဘာရှိနိုင်မလဲဖြစ်နိုင်တဲ့ဆိုးကျိုးတွေကကောဘာတွေဖြစ်နိုင်မလဲရေရှည်မှာကောဘလို့အကျိုးသက်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုပြန်မေးကြည့်ပါ
အချိန်လေး10မိနစ်လောက်ပဲပေးပြီးစဉ်းစားလိုက်ရင်တော့မှကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကကွာခြားသွားနိုင်ပါတယ်ဆုံးဖြတ်ချက်တိုင်းကိုအကြီးအကျယ်လွန်လွန်ကဲကဲတွေးပြီးတော့အတွေးလိုနေဖို့လည်းမဟုတ်ပါဘူးဖြစ်တင်ဖြစ်ထိုက်တာတည်တင်တည်ထိုက်တာကိုပြန်ပြီးတော့သုံးသပ်လိုက်တာကအနာဂတ်မှာမလိုအပ်တဲ့စိတ်ဖိစီးမှုတွေနောင်တတွေနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုကာကွယ်ပေးရလဲရောက်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုမျိုးစေ့တစ်စိလိုသဘောထားပြီးတော့တွေးကြည့်ပါတချို့မျိုးစေ့တွေကလှပတဲ့တစ်ပင်ပန်းမှန်ကြီးတွေအဖြစ်ပေါက်ရောက်လာပြီးတော့တင့်ကိုအရေးနဲ့အေးချမ်းပျော်ရွှင်မှုတွေကိုပေးလိမ့်မယ်တချို့မျိုးစေ့တွေကြပြန်တော့လေတေချာမရွေးချယ်မိရင်စူးပင်တွေအဖြစ်ပေါက်လာပြီးတော့တင့်ကိုရောတင့်နဲ့အနီးနားမှာရှိတဲ့လူတွေကိုပါထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ဆုံးဖြတ်ချက်တွေမချခင်မှာစင်ကြင်သုံးသပ်ပါပညာရှိရှိရွေးချယ်ပါဒါမှသာတင့်ကိုစိတ်ချမ်းသာမှုနဲ့ပျော်ရွှင်မှုပေးနိုင်တဲ့မျိုးစေ့တွေကိုတင်စိုက်ပျိုးနိုင်မှာပါပြီးတော့ဆုံးဖြတ်ချက်တွေချဖို့အတွက်အချိန်နည်းနည်းလေးယူဖို့လဲမတွန့်ဆုတ်မိပါစေနဲ့ခဏလောက်စဉ်းစားလိုက်အောင်မယ်လို့ပြောဖို့လဲဝင်မလေးပါနဲ့ဒါကြောင့်နောက်တစ်ခါဆုံးဖြတ်ချက်ချစရာတစ်ခုကြုံလာခဲ့ရင်တေးသည်ဖြစ်စေကြီးသည်ဖြစ်စေအရှိကဖော်ပြခဲ့တဲ့အတိုင်းကောင်းကျိုးဆိုးကျိုးတွေနဲ့တက်ရောက်မှုတွေကိုစဉ်းစားကြည့်ပြီးတော့အကောင်းဆုံးဆုံးဖြတ်ချက်တွေချနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်နော်